ရေခဲပြင်ဒေသမှာပြန်မိသားစုတစုနေထိုင်ကြတဲ့သူတို့မှာသားသမီးဆိုလို့ဖြန်သားလေးတကောင်ပဲရှိတယ်ဖြန်တီကြီးအစာရှာထွက်တဲ့အခါအေးခဲ့တဲ့အပေါ်ယံရေခဲပြင်ကိုဖောက်ထွင်းပြီးအောက်မှာရှိတဲ့ရေထဲကငါးတွေကိုဖမ်းရတယ်တခါတလေငါးတွေဟာရေထဲမှာအနှဲငယ်ကိုသာတွေ့ရတယ်အစုလိုက်ပြုံလိုက်တနေရာကိုထွက်သွားကြပြီးအစာသွားရှာတတ်ကြတာပေါ့ရွှေပါငချင်းတွေရလာတဲ့အခါပြန်လေးနေတာဟာတိတ်ပြီးတော့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့ငချင်းသားကိုသူတိတ်ကြိုက်လို့ပေါ့မိခင်ပြန်မကြီးကလည်းဟင်းချက်လက်ရကောင်းနေစားတသားကြိုက်တဲ့ငချင်းကြော်နဲ့မိသားစိတ်ကြိုက်ချက်ထားတယ်ငချင်းကြော်နဲ့ဆိုရင်သားကတိတ်ကြိုက်တာမိရေဆိုပြီးအားရပါရစားပြတဲ့ဖခင်ကြီးခန့်ထီးကြီးကလည်းသားကလေးမိတာကငချင်းသားစားရလို့ပျော်ရွှင်နေရကိုမြင်ရရင်စိတ်ချမ်းသာနေမိတာပေါ့ကွယ်ဒါပေမဲ့အစာရှာတဲ့အခါမှာကိုလိုချင်တဲ့သားကောင်မျိုးအမြဲတမ်းလိုပဲရပါမလဲအဆင်ပြေသလိုရှာလို့ရတဲ့သားကောင်မျိုးနဲ့ပဲချိန်နေရတာပေါ့ဒီနေ့မှာဖခင်ဖြန်စီဟောင်းအိမ်ကနေပြီးတော့အစာရှာထွက်သွားတယ်ဖြစ်ဖြစ်ရွှေပါငချင်းဖမ်းလာခဲ့နော်အေးသားကြိုက်တဲ့ရွှေပါငချင်းဖြစ်ဖမ်းလာခဲ့မယ်ဖြန်စီလေရှိခဲ့ပြင်းအောင်မှာတနေ့လုံးငါဖမ်းနေအစာကလည်းသူရှာတဲ့နေ့ချမှရှားနေလိုက်တာနောက်ဆုံးမှာတော့ပြန်ခန်းဒီမှတခြားငါးတကောင်ကိုဖမ်းမိသွားတယ်သားလေးနေတာကြိုက်တဲ့ရွှေပါငချင်းမဟုတ်လို့စိတ်မကောင်းဖြစ်သွားမိတာပေါ့ငါသားလေးစားမစားပါမလားအိမ်ကိုပြန်ရောက်လာတဲ့အခါဖြစ်သားကြိုက်တဲ့ရွှေပါငချင်းပါသလားဖြန်ကလေးနေတာကစီးပြီးတော့မိတယ်ရွှေပါငချင်းတော့မရခဲ့ဘူးသားရဲ့ကတဲ့ငါကြီးတကောင်သာရလာတယ်သားကြိုက်မှာပါကွယ်ရွှေပါငချင်းမဟုတ်ရင်သားမစားဘူးလုံးဝကိုမစားချင်ဘူးဗျာဆိုပြီးစိတ်ကောက်သွားတယ်မိခင်ဖြစ်သူကလည်းသားရဲ့အဖေကြီးကသားစားချင်တဲ့ငါ့ကိုစူးစမ်းပြီးရှာတာပဲအခုတခါတော့ဒါလေးနဲ့ပဲကျင်းနှက်လိုက်ပါသားရဲ့နောက်နေ့တွေကြာရင်အဖေကြီးကသားကြိုက်တဲ့ရွှေပါငချင်းကိုမရအောင်ဖမ်းလာခဲ့မှာပေါ့ကွယ်အဖေကြီးလည်းစိတ်မကောင်းဖြစ်နေရဲ့ဒီလိုမပြောပါနဲ့သားရဲ့ကတဲ့ငါကြီးကိုသားတဦးရဲ့စားဖို့အတွက်မိကောင်းကောင်းလေးချက်ပေးပါမယ်ကွယ်ဟာဗျာဒီငါးကိုသားမစားချင်ဘူးဆိုနေမှစိတ်ညစ်တာပဲဗျာဆိုပြီးအိမ်ကနေထွက်သွားတဲ့သားလေးကတော့စိတ်ကောက်သွားပြီအေးကွာနောက်နေ့တွေကြာရင်တော့တခြားတနေရာကိုသွားပြီးရှာရမယ်ဒါမှငါသားလေးကြိုက်တဲ့ရွှေပါငချင်းတွေအများကြီးရနိုင်မှာတိတ်လေအပင်ပန်းမခံပါနဲ့ရှင်သားလေးကိုဒီလိုပဲတဖြည်းဖြည်းချော့ပြီးပြောရမှာပေါ့အိမ်ကထွက်သွားတယ်ပြန်လေးနေတာဟာစိတ်ပါပေါင်းနဲ့အိမ်ကနေပို့ပြီးဝေးတဲ့နေရာကိုလမ်းလျှောက်သွားလေတဲ့ငါစားကျင်တဲ့ရွှေပါငချင်းမစားရရင်အိမ်မှာလည်းမနေချင်တော့ဘူးသွားမယ်အဝေးကြီးမှာသွားနေမယ်ပြန်လေးဟာဘဲကိုရောက်သွားတယ်လေဆိုရင်ပုံစံမျိုးနဲ့ဖြစ်တည်နေကြတဲ့ရေခဲတောင်တွေရှိတဲ့နေရာကိုရောက်သွားခဲ့တာပေါ့ဒါပေမဲ့ရေခဲရုပ်တွေကကြောက်စရာပါအချို့ကအယိုးကောင်းကြီးတက်သွားကြီးတွေအပြေးသားနဲ့ဗစက်ကြီးတွေကိုလည်းဟထားကြတယ်အမလီဘလို့အယုတ်ကြီးလဲကြောက်စရာကြီးပြန်ကလေးနေတာဟာကြောက်လန့်သွားပြီးတခြားကိုထွက်ပြေးတယ်တနေရာရောက်တော့ရေခဲရုပ်ကြီးတွေဟာအယိုးစုတရံနဲ့လက်နှစ်ဖက်ဝိရမ်းပြီးသူ့ကိုဖမ်းတော့မလို့ဟန်ပြုတ်လုံးနေတယ်ငါ့ကိုဖမ်းတော့မယ်အော်ပြီးထွက်ပြေးပြန်လေရောဘဲကိုပဲပြေးကြောက်စရာကိုယိုကာယာတရံမျိုးစုံနဲ့ရေခဲရုပ်ကြီးတွေဟာပပတ်လေးမှာဝိုင်းရံနေပါတော့တယ်သူတို့စီကခြောက်ချားစရာကောင်းတဲ့ရေသံမျိုးစုံတွေဟာတပြိုင်နက်တည်းထွက်ပေါ်လာခဲ့တယ်ပြန်ကလေးနီတာဟာဟိုပြေးတီပြေးနဲ့ဘဲကိုမှပြေးမလို့ဘူးလို့ထင်လာမိတော့တယ်သူ့နောက်ကအယိုးကောင်းခွန်ကြီးတွေအယိုးစုကြီးတွေတခြားကြောက်စရာတတဝါကြီးတွေဟာတားပြေးလိုက်လာနေပြီလို့ထင်သွားမိတာပေါ့ငါ့ကိုဖမ်းကြတော့မယ်အကြောက်လုံးပြီးရေခဲကူလေးတစ်ခုထဲမှာဝင်ပုံးပြီးနေလိုက်တယ်တကူလုံးလေးတုံရင်နေတယ်မျက်လုံးတွေလည်းမဖွင့်ရဲပဲစုံမိတ်ထားမိရဲ့အဲ့ဒီအချိန်မှာပြန်ကလေးနေတာရဲ့မိခင်နဲ့ဖခင်ဟာသားလေးပြန်မလာလို့စိုးရိမ်ပြီးခံစားနေရရှာတယ်။ဒီရအနံလိုက်ရှာနေကြတယ်။
သားလေးဘယ်ရောက်နေလဲကွယ်မိခင်ပြန်မကြီးဟာအစိုးရကိုကြီးနေပြီးငိုနေမိရှာတယ်ငိုကလည်းချုံနေပြီမဟုတ်လားသူတို့ရဲ့သားလေးတည်ဆုံးသွားပြီလို့လည်းထင်နေမိကြတယ်ရာသီဥတုကလည်းတိတ်ပြီးတော့ဆိုးရွားနေတယ်လေမကြခင်မှာသူတို့ရဲ့သားလေးကိုရေခဲကူတစ်ခုထဲမှာတွေ့လိုက်ရတယ်ဟိုမှာသားလေးလွန်ခဲ့တဲ့အေးရဲတဲ့ကြောင့်ပြန်ကလေးနီတာဟာခိုက်တုံနေတယ်သူကိုစောင့်နဲ့ထွေးပွေပြီးခေါ်လာခဲ့ကြရတယ်အင်ကိုရောက်တော့ကြောင်ကနန်းနဲ့ပြောနေတဲ့စကားတွေကဟိုမှာအယိုးကောင်းကြီးလိုက်လာကြပြီတားကိုဖမ်းဖို့လာနေကြပြီမိခင်ပြန်ပါစီဟာတားကိုဖတ်ထားပြီးတားဘာတွေရှောက်ပြောနေရလဲဘာကောင်းမှတားကိုလိုက်မလာကြပါဘူးတားကူထဲမှာအိမ်မက်တွေရှောက်မှတ်နေပြီးတကယ်ထင်းနေတာတားအခုအိမ်ကိုရောက်နေပြီမျက်လုံးတွေဖွင့်ကြည့်ပါအောင်ကွယ်အဲဒီတော့မှမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့နောက်ကိုလိုက်နေကြတဲ့တူတူဆန်တက်တော်ဝါတွေကိုမတွေ့ရတော့ဘူးမိမိတာနောက်ကိုတကောင်နဲ့ပေကိုမှမသွားတော့ဘူးမိမိတို့စိတ်မကောင်းဖြစ်အောင်လဲဘာမှမလုပ်တော့ဘူးတာအစားအသောက်ကြီးမများတော့ပါဘူးမိမိဖေရှာလို့ရတာနဲ့ပဲစားပါတော့မယ်မိဘနဲ့တခဏခွဲခွာသွားမိတာနဲ့ဒုက္ခတွေရောက်ခဲ့ရတယ်ကြောက်စရာတွေကိုမြင်ခဲ့ရတယ်ဒါရီဟာမိဘကိုစိတ်မကောင်းဖြစ်အောင်လုပ်မိတာပဲဆိုတာခံစားနားလည်ခဲ့ရတယ်။တာလီခုလိုအမြင်မှန်ရသွားတဲ့အတွက်ဖေတို့ဝမ်းသာပါတယ်ကွယ်။ဒါပေမဲ့နောက်ကိုဘယ်တော့မှစိတ်လိုက်မှန်ပါဘယ်တော့မှအိမ်ကထွက်မသွားပါဘူးလို့ဂရိပေး။တာပေးပါတယ်ဖေ။မိတာကလိုက်လဲစွာနဲ့ဂရိပေးလိုက်တော့တယ်။မိဘနှစ်ပါးလဲစိတ်ချမ်းသာသွားကြတော့တာပေါ့ကွယ်။